ငါတော်ပြန်မင်းတို့အားလုံးမောပန်းမြန်မာပြည်သားဟေးမြန်မာပြည်သားငါတို့ပဲရောက်ကြပြည်သားပြောနေတဲ့ပြသတိထားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာချားမယ်ဒါရှစ်တောင်အာရှရဲ့သူရဲ့ကောင်းတဲ့ကစားပွဲအယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပြည့်လို့ချင်းဖွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေး